ကျွန်တော်ရဲ့ဇန်ယူကတ်လေးပေါ့နော်ကျွန်တော်ဂျပန်နိုင်ငံရောက်ပြီးတဲ့နောက်မှာနေရာ9နေရာမှာနေခဲ့ဘူးတယ်နေခဲ့ဘူးတဲ့9နေရာထဲမှာဘယ်နေရာကျွန်တော်နဲ့အဆင်ပြေဆုံးလဲပေါ့နော်မြန်မာတွေအနေနဲ့ရောပြီးလို့ရှိရင်အဲ့ဒီနေရာကိုဘာကြောင့်အရင်ကြိုက်ရတာလဲဘယ်လိုမျိုးတွေအဆင်ပြေလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုလေးမှာပြပေးသွားမှာပေါ့နော်ကဲပထမဆုံးနေရာလေးကစမယ်ကျွန်တော်ပထမဆုံးနေခဲ့တာအိုအိတခံနာဂါဆရှိပေါ့နော်နာဂါဆရှိကျွန်တော်တို့ဒီလွန်ခဲ့တဲ့ကျွန်တော်2022ကရောက်တာဆိုတော့ဒီမင်းအွန်လိုင်းအာနာသိမိကာသားပေါ့နော်အဲ့ဒီချိန်တော့ဆိုလို့ရှိရင်ကျွန်တော်နေခဲ့တဲ့မြို့လေးကအရန်သေးတယ်အိုအိတနာဂါဆိုဒီဖူကူအိုကာနဲ့အိုအိတရဲ့ကြားထဲမှာရှိတဲ့မြို့လေးပေါ့နော်ဂျပန်နိုင်ငံရဲ့ဟိုးအောက်ဆုံးနေရာလေးကျူရှူကျွန်းလေးမှာရှိတယ်လုံးဝဟိုနယ်မြို့လေးပေါ့နော်ဒါပေမဲ့အံ့ဩစရာကောင်းလောက်အောင်ကိုမြန်မာလူမျိုးတွေအရန်များတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီခါစရိုဗီဇာကြောင့်ပေါ့နော်အဲ့ဒီချိန်တုန်းကမရောက်နိုင်ကြောင်းကျွန်တော်တို့ကမြန်မာတွေကခါစရိုဗီဇာရတယ်ကာဆိုလိုဗီဇာရပြီးတဲ့နောက်မှာဒီကားဆက်ရုံတွေမှာအများကြီးလုပ်ကြရတယ်ပေါ့နော်တထေးတွေကားဆက်ရုံတွေမှာလုပ်တဲ့အချိန်မှာကျွန်တော်နာခါဆွတ်မာကတိုရိုတာရဲ့အောက်ကဒီဒိုင်းဟက်ဆွတ်ဆိုတဲ့ကားကဒီကားဆက်ရုံရှိတယ်ပေါ့နော်အဲ့ဒီမှာမြန်မာတွေတော်တော်များများနေပြီးတော့မှလုပ်ကြရတဲ့အတွက်ကြောင့်မို့လို့အဲ့ဂျပန်စားရောက်တဲ့အချိန်မှာဟာမြန်မာတွေလောက်များပါလားဆိုပြီးတော့တင်ခဲ့ရတဲ့အချိန်ပေါ့နော်အဲ့ဒီချိန်တော့ဆိုလို့ရှိရင်ဒါပေမဲ့အဲ့တော့ကျွန်တော်တကယ်အဲ့ခါဆိုတိုကဒီညီကိုတွေနဲ့တကယ်ချင်းဖြစ်တဲ့အချိန်မှာသူတို့တွေရဲ့လာလာမြင်ပြီးတော့လည်းအရောက်ချင်းတင်ရတာပေါ့ကျွန်တော်တို့ကိုကလာတဲ့ချိန်မှာဒီအချင်းကိုတွေဘာလို့တော့မှ20လောက်ကျန်တဲ့ချိန်မှာသူတို့တွေကတစ်လောက်38,000 140ကျော်ကျန်ကြတာပေါ့နော်တော်တော်ဝင်ကောင်းမှလာပေါ့โอเคအဲ့ဒီနာဂါဆုမျိုးတွေကြောင့်ပြမယ်ပေါ့နော်မြို့ဘေးပတ်ဝန်းကျင်မှာဘာဆိုမှမရှိဘူးလဲစရာပတ်စရာဆိုလို့ရှိရင်လည်းတော်တော်လေးကိုနဲတယ်ပေါ့နော်မဆာကူရာပန်းချန်အားလောက်ကတော့ဒါဂျပန်နိုင်ငံရဲ့မြို့တိုင်းမှာရှိတယ်ပေါ့နော်အဲ့ဒီလောက်ပဲရှိတယ်အဲ့တော့အနည်းဆုံးသွားခြင်းဖူကူကာအိုအိဒဘပူစားတဲ့အဲ့နေရာတွေသွားပြီးလဲရတာပေါ့နော်ဒီအဲ့ဒီနာဂါဆုကနေပြီးတော့အလဲသွားမယ်ဆိုလို့ရှိရင်ပင်လယ်နဲ့ဒီတဘာဝပတ်ဝန်းကျင်ကအရင်ပေါ်တယ်ပေါ့နော်ကျွန်တော်သွားခဲ့တဲ့နေရာလေးတွေပြီးလို့ရှိရင်အဲ့ဒီကနေပြီးတော့မှဆက်သွားမယ်ဆိုလို့ရှိရင်ဖူကူကာသွားမယ်ဆိုလို့ရှိရင်ဖူကူကာဒီငါးပြတိုင်းတို့ဆဆဂူရီကဒီဟိုဖျားတို့ပေါ့နော်ဆာဂူရီကဖျားတို့ပြီးလို့ရှိရင်ကူမာမိုတိုစသဖြင့်ကျူရှူကနားနေရာတွေတော့အလဲသွားလို့အဆင်ပြေတယ်ဒါပေမဲ့ကိုယ့်ရဲ့အနီးနားဝန်းကျင်မှာတော့သွားမဲ့နေရာမရှိဘူးပေါ့နော်ကိုယ်ကတငယ်ချင်းတွေနဲ့စုပြီးတော့မှကားပြီးသွားမှအဆင်ပြေမဲ့နေရာမျိုးတွေကများတယ်ပေါ့နော်အဲကြောင့်မလို့ကိုယ်ကရည်စားရှိရင်ရှိရည်စားမရှိလို့ရှိရင်တယောက်တည်းဆိုရင်အရင်ထိကျန်ရတဲ့နေရာလေးလို့ခံစားရတယ်ပေါ့နော်အဲကြောင့်ကျွန်တော်ကဒီအိုရီတာခံကိုနံပါတ်3မှာပဲနေရာပေးမယ်ပေါ့နော်ကျွန်တော်နေတဲ့နာကဆလေးကို9နေရာထဲမှာနံပါတ်3ပဲနေရာပေးမယ်ပေါ့နော်ကဲနောက်ထပ်တစ်နေရာလေးကိုတော့နောက်ထပ်ဗီဒီယိုတစ်ခုမှာဆက်ပြီးတော့ပြောပါမယ်ဗျကျေးဇူးတင်ပါတယ်